စီတက်မယ်ဆိုရင်တော့အားနဲ့ချက်နဲ့အားသာချက်ကတော့အမြဲတမ်းတွဲလေးရှိနေမှာပါအဲ့တော့ချက်မှုဂျူလီယာက UTCC ရဲ့အားနဲ့ချက်နဲ့အားသာချက်ကိုဒီနေ့ဗီဒီယိုလေးထဲမှာပြပြပေးတော့မှာဖြစ်ပါတယ်ရှင်တက်မယ်ဆိုရင်တော့ UTCC ကအကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ UTCC က business နဲ့အရင် strong ဖြစ်တဲ့ university တစ်ခုလည်းဖြစ်ပါတယ်။ UTCC ကကုန်တယ်ကြီးအများအသင်းကနေလာပြီးဖွင့်တာဖြစ်တဲ့ကြောင့်မလို့ business connection အများကြီးရှိရတဲ့ကြောင့်မလို့ဒီကြောင်းပြီးသွားရဆိုရင်လည်းအလုပ်လုပ်နေချိန်များပါတယ်။ UTCC ဆိုရင် location အရင်ကောင်းမွန်တဲ့နေရာတစ်ခုမှာရှိပြီးတော့ဘန်ကောက်မြို့ထဲမှာရှိရတဲ့ကြောင့်မလို့ MRT ဖက်ဖက်နဲ့လည်းနေတဲ့ကိုသွားရှင်တဲ့နေရာကိုလည်းအလွယ်တကူသွားလို့ရပါတယ်။နောက်ပြီးတော့ UTCC မှာဆိုရင် UTCC Best Store ဆိုပြီးတော့လည်းရှိပါသေးတယ်။ UTCC မှာဆိုရင်ကျောင်းပွဲစည်းလည်းအများကြီးလုပ်လို့ရှိပါတယ်။ဆိုတော့ဒီကျောင်းပွဲစည်းမှာဆိုရင်မုတ်တွေရောင်းတာအများကြီးပေါ့နော်။တရားမှုစားချိတ်လေးဆိုရင်တော့ UTCC လာခဲ့ပါ။ UTCC ကကျောင်းဝင်ခွင့်အရန်ကိုလည်းကိုယ့်ရဲ့ university တစ်ခုပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တခြားကျောင်းတွေလည်းမျိုးဒီ IELTS တို့ပဲမလိုပဲနဲ့တက်မှာအထက်တန်းအောင်လည်းတစ်ခုရှိအောင်ပဲဒီရဲ့ university ကိုစပြီးတော့ join လုပ်ရပါဆိုရင် bachelor major တက်တဲ့သူတိုင်း free iPad တယောက်တော့ရရှိမှာဖြစ်ပါတယ်။ဒါကတော့ UTCC ကပေးတဲ့ free iPad ပဲဖြစ်ပါတယ်။ဆိုတော့ UTCC ရဲ့အားနည်းချက်ကိုဆက်သွားပါမယ်။ပထမဆုံးတစ်ချက်အနေနဲ့ကတော့ UTCC ကတခြား university နဲ့ရှင်ရင်တော့ tuition fees ကတော့နည်းနည်းလေးများပါတယ်။နံပါတ်တစ်ချက်ကတော့ Selma ပါ။ Selma မှာဆိုရင်သူကလူ့ရဲ့အကန့်အသတ်နဲ့လက်ခံတာဖြစ်တဲ့ကြောင့်မလို့တရားအမြန်ဆုံး registration လုပ်နိုင်တယ်ဆိုရင်တော့ဒီရဲ့ Selma ကိုတက်ခွင့်ရမှာပဲဖြစ်ပါတယ်။တရားတစ်ချက်ကတော့ campus ပါ။ဂျူလာတို့တခြားကျောင်းတွေဒီ Assumption University တို့ဘန်ကောက် University တို့ Temasek University ချုံလာလောကွန် University နဲ့ဆိုင်ရင်တော့ဒီ UTCC ရဲ့ campus ကတော့နည်းနည်းလေးကျဉ်းပါတယ်။ဒါပေမဲ့ကျောင်းကနေလည်းကျောင်းသားတွေလိုအပ်တဲ့ facility အပြည့်အစုံထားပေးပါတယ်။နောက်တစ်ခုကကျတော့ UTCC မှာသင်ကြားရေးဘက်မှာဆိုရင်တချို့ဆရာဆရာမတွေကကျတော့ Thai ဆရာဆရာမတွေရှိရပေါ့နော်။သူတို့အနေနဲ့ကကျတော့ဒီ Thai accent နဲ့ဒီ English ကိုသင်တာဖြစ်တဲ့ကြောင့်မလို့ပထမစစချင်းကတော့နားမလည်တာမျိုးရှိနိုင်ပါတယ်။ဒါပေမဲ့ကြာလာရဲ့အချိန်မှာတော့ဒီသူတို့ရဲ့ asset ကိုပို့ပြီးတော့နားလည်တော့မှာပေါ့နော်။ဒါကတော့ university တိုင်းမှာတော့ဒီအချက်ကတော့ရှိပါတယ်။ဆိုတော့ overall ကြည့်လိုက်မယ်ဆိုရင် university တိုင်းကတော့အားနည်းချက်အားသာချက်ရှိကြပါတယ်။ဒါပေမဲ့ဒီဟာ business ကိုအဓိက focus ထားတဲ့ university တစ်ခုတက်ချင်နေဆိုရင်တော့ဂျူလီယာက UTCC ကို recommend ပေးချင်ပါတယ်။ဘာလို့လဲဆိုတော့ UTCC ကကျတော့မြို့ထဲမှာလည်းရှိရဲတော်လာရလွယ်ကူတဲ့နေရာမှာလည်းရှိရဲပြီးတော့ student life အပြည့်ခံစားရမယ့် university တစ်ခုဖြစ်တဲ့ကြောင့်မလို့ business major ကိုရွေးချယ်ချင်နေဆိုရင်တော့ UTCC ကတဲ့အတွက်အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်နော်။